လာပါခင်ဗျာကျွန်တော်ကောင်းဆက်လို့ပါလူအများစုကအောင်မြင်မှုကိုကံတရားလို့ထင်တတ်ကြပါတယ်ဒါပေမဲ့အောင်မြင်မှုဆိုတာမှန်ကန်တဲ့တွေးခေါ်နဲ့စနစ်တကျစ조사အထောက်မှုပေါင်းစပ်ရာကနေထွက်ပေါ်လာတဲ့ရလဒ်တစ်ခုသာဖြစ်ပါတယ်တစ်ပင်တစ်ပင်ကြီးထွားဖို့မြေစီလွှာကောင်းဖို့လိုအပ်ပါတယ်ထို့အတူပဲမိတ်ဆွေရဲ့ဘဝတိုးတက်ဖို့ဆိုရင်မိတ်ဆွေရဲ့ရင်ထဲကအတွင်းစိတ်ဆွမ်းအားကိုအရင်ဆုံးနှိုးဆွရပါမယ်ကြီးမြတ်တဲ့အောင်မြင်မှုဆိုတာတနေ့တရက်တည်းစူးစမ်းအထောက်ရုံနဲ့ဖြစ်လာတာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းစီကံရှိရှိနဲ့ကိုအနိုင်ယူတိဆောက်သွားတဲ့တေးငယ်တဲ့အလေးထားတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်ခင်ဗျမနေ့ကရှုံးနေမှုတွေနဲ့အကန့်အသတ်တွေကိုဒီနေ့စီကိုတင်မလာပါနဲ့တော့အတိတ်ကအမှားတွေကမိတ်ဆွေတဲ့တင်ငန်းစာတစ်ခုသာဖြစ်ပါတယ်ဒီနေ့ဟာမိတ်ဆွေဘဝရဲ့အနာဂတ်ရုပ်ပုံလွှာကိုပြန်လည်ရေးဆွဲရမယ်ဒီနေ့ဖြစ်ပါတယ်မိတ်ဆွေကိုယုံကြည်ပါမိတ်ဆွေရဲ့လှုပ်ဆောင်ချက်တိုင်းကိုစနစ်တကျနဲ့အကောင်းဆုံးဖြစ်အောင်တွန်းအားပေးပါမိတ်ဆွေမှာအခက်အခဲအလုံးကိုကြော်ဖြတ်နိုင်တဲ့စွမ်းအားတွေရှိပြီးသားပါဒီနေ့ကစပြီးယုံကြည်ချက်ပြည့်နဲ့ရဲဝံ့ခြေလန်းစလန်းလိုက်ပါမိတ်ဆွေရဲ့ကြိုးစားမှုဟာထိုက်တန်တဲ့အောင်မြင်မှုကိုမလွဲမသွေယူဆောင်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာ